ကားပြောဖြစ်တဲ့ချိန်ခါတွေတိုင်းဟိုးသူစားတဲ့ရင်ခုန်တဲ့တွေခံစားနေရတဲ့ခဏကိုနှစ်ချိုင်မိပါတယ်တော့ဖြစ်ကိုလွမ်းမောလွန်သူရဲ့မင်္ဂလေးတဲ့တို့နဲ့ကြတာခင်မင်မှုစီဟိုးတို့ရှိတော့ကိုဝင်လာခြင်းပဲမဲ့မပြောရဲတဲ့ဘဝမှာအားနဲ့ချက်တွေနဲ့မပြောရဲပါနှုတ်ဆက်လို့ညစ်တဲ့မင်္ဂလေးကိုစိုးစိတ်တို့တွေလွန်ချိန်မှာခေါ်မြတ်လို့တဲ့ချစ်လေးများစွာထိုင်တဲ့နေမှာပါဒါကိုဒီစိတ်ထဲကလေးရွယ်လဲဒီစိတ်ထဲကရွယ်ထားမင်္ဂလေးနဲ့မတွေ့ဖြစ်ခဲ့တဲ့ချိန်နဲ့မုံမှာဟိုးတို့ရှိတော့ဝင်လာခြင်းမဲ့မပြောရဲတဲ့ဘဝမှာအားနဲ့ချက်တွေနဲ့မပြောရဲပါနှုတ်ဆက်လို့ညစ်တဲ့မင်္ဂလေးကိုစိုးစိတ်တို့တွေလွန်ချိန်မှာခေါ်မြတ်လို့တဲ့ချစ်လေးများစွာတိုင်းထဲ